နှစ်သင်းလုံးလုံးဝရှုံးလို့မရပါဘူးရှုံးသွားတဲ့အသင်းကချန်ပီယံလိဝင်ခွင့်အတွက်ကိုအတော်လေးရုန်းကန်မှာဖြစ်တယ်လို့မန်စီးတီးသာရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်လက်ထဲကိုတေချာပေါက်ဖလားထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီတော့အမှတ်ကွာဟမှုလည်းရောနေအောင်နှစ်သင်းလုံးတော့ရှုံးလို့မရဘူးတစ်သင်းတော့နိုင်မှရမယ်တေးလည်းကြောက်လို့မရဘူးပေါ့နော်အချိန်နေထားဘာညာကတော့နှစ်သင်းလုံးကတက်ပြက်နေတယ်ပြီးတော့လီဗာပူးနဲ့မန်စီးဆိုတာဗျာအရန်ကြီးကိုတိတ်ပြီးတော့ဘယ်လိုပြောရမလဲရန်ညိုးရတာတိတ်မရှိဘူးဗျာဘယ်လိုလဲ respect ရှိကြတယ်ပေါ့နော်ကလော့နဲ့ဂွာဒီယိုလာအစအကုန်လုံး fan တွေလည်းအဆုံးပေါ့နော်ဒီတော့နှစ်သင်းလုံးတက်ပြက်နေတဲ့အချိန်မှာမှဘယ်အသင်းနိုင်မလဲပေါ့နော်ပထမကျော်အဒီဟတ်မှာတော့3-0နဲ့နိုင်ခဲ့တယ်မန်စီးတီးကအခုလက်ရှိအချိန်ဒီမှာတော့ဒါအန်ဖီမှာကန်မှာဖြစ်ပါတယ်အဓိကစောင့်ကြက်မဲ့ player ဆိုလို့ရှိရင်တော့ကျွန်တော်ကဆမီညိုနဲ့တစ်ဖက်ကဆိုလို့ရှိရင်တော့ Florian Wirtz ကိုပဲရွေးချယ်ချင်ပါတယ်လက်ရှိအနေထားရမန်စီးတီးသာရှုံးတော့ကြမယ်ဆိုလို့ရှိရင်အာဆင်နယ်ဖလားပေးရမှာဖြစ်ပြီးတော့အက်စတိုမီလာနဲ့ရမှတ်တူမန်ယူနဲ့ဆိုလို့ရှိရင်3မှတ်ပဲကွာတော့မယ်ဒီပါဘူးတာရှုံးခဲ့မယ်ဆိုလို့ရှိရင်အဆင့်၄မန်နဲ့9မှတ်ပြတ်မယ်ဒီတော့ကျွန်တော်ရှေ့ရပြောလို့ပါပဲတေးကြလို့မရပါဘူးရှုံးလို့လည်းမရပါဘူးတင်းတင်းတော့နိုင်မှရပါလိမ့်မယ်ဘယ်အသင်းနိုင်မလဲပေါ့နော်ဘစ်မက်ပွဲစဉ်လည်းဖြစ်တယ်ပြီးတော့အသင်းကြီးတွေအကုန်လုံးကလည်းကန်ပြီးသွားပြီဆိုတော့ဒီညပွဲကိုအကုန်လုံးကစောင့်ကြည့်နေကြမယ်ပြီးလို့ရှိရင်ဒါပွဲစဉ်စရာအပြောင်းလဲလည်းအများကြီးဖြစ်နိုင်တာမို့ဘယ်တော့မလွယ်ဘူးပေါ့နော်ထုံးစံတိုင်းမှာပဲအန်ဖီဆန်နေမှာဖြစ်ပြီးတော့မန်စီးတီးအတွက်ကတော့လွယ်ထပ်ပို့ပြီးတော့ခက်ခဲနေဦးမှာပဲဖြစ်ပါတယ်ဒီတော့ဘယ်အသင်းက3မှတ်ရရှိသွားမှာလဲ